Okay အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့သူများတွေအကုန်လုံးပေါ့နော်အားလုံးပဲလူတိုင်းတော်တော်များများသိထားကြတဲ့ဒီ Windows ထဲမှာအများဆုံးလူတော်တော်များများလည်းအသုံးပြုနေတဲ့ Format Foundry အကြောင်းကိုပြပြမှာဖြစ်ပါတယ် Okay ဒါဆိုရင်ဒီကောင်လေးကို right click ထောက်ပြီးဖွင့်လိုက်ပါ Okay သူပွင့်လာပါပြီနော်ဒီလိုမျိုးလေးပေါ့ဒါလေးအကြောင်းကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဒီဟာလေးအကြောင်းဆိုမဲ့ဒီကောင်လေးရဲ့အသုံးပြုမှုကတော့တော်တော်လေးကိုများပြပါတယ်ဒါကတော့ version အဟောင်းလေးပေါ့နော်ဒီမှာ 3.3 ဒီ3.3.5 ဆိုတဲ့ version ဖြစ်ပါတယ်နော် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအရင်ဆုံး video တက် video ဆိုတာလေးကိုကျွန်တော်တို့ကြည့်ပါမယ်သူကတော့ဒီမှာတက်ကလေးတွေအများကြီးပါပါတယ်နော် Okay ဒါဆိုလို့ရှိရင်ဒီတက် video မှာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့တွေ video ခွေတွေကိုဘာ format နဲ့ပြောင်းချင်လဲ format တွေအများကြီးပြောင်းလို့ရပါတယ် EVM ပြောင်းမလား 3GB ပြောင်းမလား MP4 ပြောင်းမလားစရပေါ့နော် format အမျိုးမျိုးတွေပြောင်းလို့ရပါတယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ 3GB ပြောင်းကြည့်ခြင်းနဲ့ဆိုပါဆိုဗျာ Okay 3GB ပြောင်းကြည့်ခြင်းနဲ့ဒီ 3GB ဆိုလို့ရှိရင်ဒါဖုန်းထဲမှာထည့်လို့အဆင်ပြေတဲ့ format တစ်မျိုးပေါ့နော်ဘယ်ဖုန်းနဲ့မဆိုအဆင်ပြေပါတယ်ဒီ AVI တို့ MP4 တို့ကြတော့ဒီ Android version တွေဖြစ်တဲ့ touch screen တွေမှာပဲအဆင်ပြေတာများပါတယ်ဒီရိုးရိုးကျွန်တော်တို့ keypad လေးတွေနဲ့တိတ်အဆင်မပြေပါဘူးဒါပေမဲ့အခုဤပညာလောကထဲမှာကြည်နေရတာရောလက်ရှိကိုယ်ပတ်ဝန်းကျင်မှာသုံးနေကြတဲ့လူတွေအားလုံးကလည်းပဲ keypad လေးတွေလည်းသုံးကြတဲ့လူရှိသလိုဒီ touch screen တွေလည်းသုံးနေကြတဲ့လူတွေရှိပါတယ်ဘာဖြစ်ဖြစ်ဒီ format လေးတွေကိုနားလည်မယ်ဆိုလို့ရှိရင်ကိုတစ်ချိန်မှာကိုယ့်ဖုန်းထဲကိုဒီ MP3 တွေထည့်ထားပဲဖြစ်ဖြစ် MP4 တွေထည့်ထားပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီ 3GB ဖြစ် format ပြောင်းပြီးထည့်ထားပဲဖြစ်ဖြစ်အဆင်ပြေအောင်အသုံးပြုလို့ရပါတယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီမှာဒီ 3GB ဆိုတာလေးကိုဒီဖုန်းထဲကိုဒီ MP4 file နဲ့ 3GB ပြန်ပြောင်းဖို့အတွက်ဒီ 3GB ဆိုတာလေးကို click လိုက်ပါမယ် Okay ဒီတာမျိုးလေးပေါ်လာပါပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကကိုယ့်ကွန်ပျူတာထဲမှာရှိနေတဲ့ MP4 file တစ်ဖိုင်ကိုယူမယ်ပေါ့နော် Okay ဒါဆိုလို့ရှိရင် F file ဆိုတာလေးကိုနှိပ်လိုက်ပါ Okay သူဒီမှာပေါ်လာပေးပါပြီဒီဟာတွေကတော့ဒါကျွန်တော်ဒီမှာရိုက်ထားတဲ့ဟာတွေပေါ့ Okay ဒါဆိုလို့ရှိရင်တော့ဒီဟာလေးကိုပဲပြောင်းကြည့်ပါမယ်ဒီဟာလေးကိုပြောင်းကြည့်မယ်ဆိုလို့ရှိရင်အေးဆိုသူဒီမှာသူရဲ့ဘာလဲဆိုတော့ကျွန်တော်ကြည့်ဖို့လိုအပ်ပါတယ် Okay ဒီမှာသူပေါ်လာပါပြီဟုတ်လားဒါတွေကတော့ဒါဗီဒီယိုအခွေလေးတွေပေါ့ဒါလေးတွေကိုကျွန်တော်တို့တွေက MP3 အဖြစ်ပြန်ပြောင်းကြည့်ပါမယ် Okay နော်ဒီဟာ 3GB ပေါ့နော် VOV model ကနေလည်းပေါ့ 3GB ပြန်ပြောင်းမှာဖြစ်တဲ့အတွက် Okay ကိုနှိပ်လိုက်ပါမယ် Okay နှိပ်လိုက်တဲ့အခါကျတော့ရှင်သူရဲ့personal system မှာတော့ VOV ဆိုတဲ့ format ဖြစ်ပါတယ်ကျွန်တော်တို့ကပြောမှာက 3GB ဖြစ်တဲ့အတွက် Okay ဒီမှာသူ 3GB လို့လာပေါ်ပေးနေပါပြီဒါဆိုလို့ရှိရင်ဒီကောင်လေးကို select မှတ်လိုက်ပါမယ် select မှတ်ပြီးသွားလို့ရှိရင်ဒီမှာ step button လေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်သူဒီမှာ 3GB ဖြစ်နေသူပြောင်းလဲပေးနေတာကိုကျွန်တော်တို့တွေ့ရမြင်ရမှာဖြစ်ပါတယ်သူဒီမှာရာခိုင်နှုန်းလေး100ရာခိုင်နှုန်းပြီးသွားတဲ့အခါကျတော့ 100% ပြီးသွားပြီဆိုလို့ရှိရင်တော့သူရဲ့ file လေးကိုကျွန်တော်တို့ပြန်ကြည့်လို့ရပါပြီနောက်တစ်ခါတော့ဒါကတော့ဒီ file format မဆိုပေါ့နော်ဒီလိုမျိုးပဲပြောင်းလဲသွားတာပါပဲနောက်ကကျတော့ MP3 ပေါ့ MP3 မှာဆိုလို့ရှိရင်လည်းပဲကိုဘယ်လိုမျိုးဒီ MP3 တက်လေးကိုနှိပ်လိုက်တဲ့အခါကျတော့ဒီလိုမျိုး MP3 မှာအမျိုးမျိုးပေါ့နော်သူလိုအပ်တဲ့ပုံစံအမျိုးမျိုးပေါ့ format အမျိုးမျိုးတွေပေါ်လာပေးပါတယ်ဥပမာပေါ့ MP3 ပဲ MP3 ပဲယူလို့မလား WAV file လုံးမလားပေါ့နော် APE file လုံးမလားပေါ့ flat date တို့ဘာတို့ပေါ့နော်အများကြီးပဲလုပ်လို့ရပါတယ်နောက် Windows အတန်တွေပါပြောင်းဖို့အတွက်ဒီမှာ WAV file တွေပါစပေးထားပါတယ် format လေးတော်တော်စုံပါတယ်ဒီကောင်လေးတွေဆိုလို့ရှိရင်လည်းပဲ MP3 ပြောင်းဖို့အတွက်ဆိုလို့ရှိရင်လည်းပဲကိုက MP3 ကို MP3 ပဲပြောင်းခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီမှာပြောင်းလို့ရပါတယ်ဒီဟာလည်းပဲဒီလိုမျိုးပါပဲ F file ကိုနှိပ်ပြီးတော့ကိုလိုအပ်တဲ့ဟာလေးတစ်ခုကိုဒီမှာတွားပြီးတော့ကျွန်တော်တို့တွေကဒီ MP3 ပေါ့နော် MP3 file MP3 file ဖြစ်ပြောင်းလဲပေးလိုက်တာပါဒါတော့အခုဒီမှာသူဒီဟာလေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ Epic Flora ဆိုတဲ့အထက်မှာသူကဒီမှာလာပြီးနေမှာဖြစ်ပါတယ် Okay နော်ဒါလောကဓာတ်မပြီးသေးပါဘူးဒါသူ format အတိုင်း MPG ကနေလည်းပဲ
3GB ပြောင်းနေတဲ့ format ကိုမပြီးသေးတဲ့အတွက်ပြထားပေးတာဖြစ်ပါတယ်နောက်ကကျတော့ picture မှာဆိုလို့ရှိရင်လည်းပဲဒီမှာဘယ်လိုမျိုးပုံနေပဲကိုဘယ်လိုမျိုး text တွေနဲ့ပဲဖြစ်ကိုပြောင်းပေးလို့ရတယ် icon ပဲပြောင်းမလား png ဖြစ်ပြောင်းမလား jpeg file ဖြစ်ပြောင်းမလား text file ဖြစ်ပြောင်းမလားပေါ့နော်ဒီဟာတွေကပုံစံမျိုးလေးနဲ့ကျွန်တော်ပြောင်းပေးလို့ရပါတယ်ဒီလိုမျိုးပါပဲနောက်ထပ်ဟာဒီမှာလည်းပဲ on device cd dvd iso ဆိုတာလည်းရှိပါတယ်ဒါကတော့ dvd to video file ပေါ့နော် dvd file နဲ့ဗီဒီယိုတွေကိုကျွန်တော်တို့ကကွန်ပျူတာတွေကို video file ဖြစ်ပြန်လဲပြီးတော့ပြောင်းလဲတာပါဒါကတော့ music cd to audio file ပေါ့ music cd to audio file ဆိုတာကြတော့ကျွန်တော်တို့ cd ပြားတွေက mp3 တွေကိုကျွန်တော်တို့ audio file လေးဖြစ်ပြန်ပြောင်းတာပါနောက်ခါကျတော့ dvd cd to iso cso ဆိုတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ window formatting နေလုပ်တဲ့ cd ပြား image file တွေကို iso file လို့ခေါ်ပါတယ်အဲ့လိုမျိုး file တွေပြောင်းဖို့အတွက်ဆိုလို့ရှိရင်ဒီကောင်လေးကိုသုံးပါတယ်နော်နောက်ခါကျတော့ဒီမှာ iso cso ဖြစ်လဲပြောင်းလို့ရပါသေးတယ်နော်အဲ့လိုမျိုးပြောင်းဖို့အတွက်ဆိုလို့ရှိရင်ဒီ tool လေးကိုအသုံးပြုပါတယ်ဒါဆိုလို့ရှိရင်တော့ဒီမှာဒီ software သူပြီးသွားပါပြီခင်ဗျာဒါဆိုလို့ရှိရင်ဒါလေးကတော့ mp3 file လေးဖြစ်ပြန်ရပြီးတော့ဒါလေးက 3GB file ဖြစ်ရနေမှာဖြစ်ပါတယ်โอเคတယ်နော်ဒါဆိုလို့ရှိရင်နောက်တစ်ခါ Apatis ဆိုတဲ့ file နာပေါ့ဒီမှာ video joiner တွေပါလုပ်လို့ရတယ် resonate တွေပါလည်းပဲပြောင်းလို့ရတယ်နောက် audio joiner တွေပါလည်းလုပ်လို့ရတယ်နောက် media file information တွေပါလည်းအစားပေါ့နော်ကျွန်တော်တို့အကုန်လုံးလုပ်လို့ရပါတယ်နောက်ဒီမှာ mp3 နဲ့ mp4 နဲ့ video file ဖြစ်တွဲတဲ့ mix တကယ်တာတွေပါလည်းလုပ်လို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ဒီ software လေးကိုအသုံးပြုတတ်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်